ကျွန်တော်အဖိုးကသူငငယ်တုန်းကတောင်တန်းတွေကနေထွက်လာတဲ့တကြွကြွတန်ကိုကြားခဲ့ရတယ်လို့ပြောပါတယ်။အဲဒီတုန်းကကားတွေလေယာဉ်တွေမရှိသေးရကြောင်းလူတွေကမြင်းတွေနဲ့တောင်တွေနဲ့ဂျိုင်ဝက်တွေကိုကြော်ဖြတ်ပြီးတော့ယူနန်ကနေမြန်မာအပါအဝင်တခြားသောနိုင်ငံတွေကိုလက်ဖက်ချောက်တွေအများကြီးကုန်ကူးခဲ့ကြပါတယ်။ဒါကြောင့်တရုတ်လူမျိုးတွေကဒီလမ်းကြောင်းကိုလက်ဖက်ချောက်ကုန်းသွယ်ရေးလမ်းကြောင်းလို့ခေါ်ခဲ့ကြပါတယ်။လက်ဖက်ချောက်ရဲ့ရနံ့နဲ့ရောနှောနေတဲ့ဒီမြင်းစည်းကုန်းတဲ့အဖွဲ့တွေရဲ့ဇလန်းတွေကကျွန်တော်ရဲ့ငယ်ဘဝအိမ်မက်တွေထဲမှာအမြဲဆွဲထင်နေခဲ့ပါတယ်။ကျွန်တော်အမြဲတမ်းတွေးနေမိတာကဒီလမ်းကတကယ်လက်တွေ့မှာဘလို့ပုံစံမျိုးများရှိနေမလဲ။တောင်ထဲနေပေါ်ကလက်ဖက်ပင်တွေကမြန်မာနိုင်ငံကလက်ဖက်ပင်တွေနဲ့များတူးနေမလား။ဒါကြောင့်မို့ကျွန်တော်တငယ်ချင်းကပွေမျိုးကိုလာလည်ဖို့ခေါ်တဲ့အခါမှာကျွန်တော်ချက်ချင်းပဲသွားမယ်လို့ပြောလိုက်ပါတယ်။ဒီနေရာကလက်ဖက်ပင်တွေစတင်ထွက်ရှိခဲ့တဲ့နေရာဖြစ်တာကြောင့်စူးစမ်းလိုစိတ်နဲ့ကျွန်တော်အခုလိုပဲသွားရောက်လေ့လာဖြစ်ခဲ့ပါတယ်ကိုကျော်ဒါယူနန်ပြည်နယ်နော်ဟုတ်ကဲ့ဒီတော့ယူနန်ပြည်နယ်ဘောရမြို့ကကျိုးစိုးပါလေဟုတ်ကဲ့ပါဒီရဲ့ယာတီဥတုကမြန်မာနိုင်ငံကိုပြန်ရောက်သွားသလိုခံစားရတယ်ဒါပေါ့အင်းကြီးချင်းလိန်ကြည့်ဟိုဘက်တောင်တန်းရဲ့နောက်မှာကမြန်မာနိုင်ငံပဲဟုတ်ကဲ့အဲ့ဆိုအင်ကိုတတိယနေတယ်ပေါ့တတိယတာပေါ့ပြောရင်းနဲ့လုံးတော့မှလွမ်းသွားပြီဒါနဲ့ဒီမှာရှေးဟောင်းတစ်ဖက်ချောက်ကုံသွေးလမ်းကြောင်းလည်းရှိတယ်ဆိုလမ်းမကျောက်ကရှိသေးတယ်ဟိုဘက်မှာရှိတယ်လေတွားကြည့်မလားကြည့်ကြည့်နေဟုတ်တွားကြည့်မယ်ဟုတ်ကဲ့ဟုတ်ရင်းစည်းကုံသွေးလမ်းကြောင်းဆိုတဲ့အတိုင်းဒီအပေါက်အမှာမြင်းရုပ်တွေရှိရနော်ဟုတ်တယ်အဲ့ဒါကြောင့်မြင်းနဲ့ကွန်ပီစစ်တွေကိုပို့လို့ဒီလမ်းမကြီးကနာမည်ကျော်ကြတယ်လေဟုတ်ကဲ့ဟုတ်ဒါရှေးဟောင်းလက်ဖက်ချောက်ကုန်းသွေးလမ်းကြောင်းမြေပုံပဲဟုတ်တယ်ဒါကဗီယက်နမ်နော်ဗီယက်နမ်ထဲဒါလာအိုဒါဖူရယ်မျိုးကနေပြီးတော့မှမြန်မာနိုင်ငံပဲနော်အနောက်တော့ဟိုမြန်မာနိုင်ငံရောက်တယ်သူကအားလုံးပဲနော်အမေနဲ့ပို့ဆောင်ပေးရနော်နည်းနည်းတော့လမ်းလျှောက်မယ်လေဟုတ်ကဲ့ဒီတိုင်းလိုက်ကြည့်မယ်နော်သွားပြီးတော့သွားမယ်သွားကြည့်မယ်ဒီလိုမျိုးလမ်းကြောင်းလေကဲတို့ရဲ့ဘဝကိုခံစားကြမယ်ဒီမှာလည်းမြင်းချီရနော်ဒီမှာလည်းမြင်းချီရဒီမှာလည်းရှိတာပဲကျွန်တော်ဒီမှာလည်းကြောက်တုံးပေါ်မှာမြင်းချီရတော့မှဒီမှာကြံနေခဲ့တာနော်ဟုတ်တယ်သူတို့တွေဘယ်တော့တောင်ခီးသွားထားတယ်ဆိုတာကိုဒါသက်သေပဲဒါမရေမတွက်နိုင်တဲ့ခြေလမ်းတွေအများကြီးသွားခဲ့တာဒီပေါက်ထောက်ချီပြီးအဲ့လိုလမ်းလျှောက်ပြီးတော့မြင်းချီရတွေ့ဒီရှေးဟောင်းလမ်းမကြီးပေါ်မှာလမ်းလျှောက်နေရင်ကျွန်တော်ခြေထောက်အောက်မှာလွန်ခဲ့တဲ့နှစ်ပေါင်းရာချီကမြင်းစည်းကုံတဲ့အဖွဲ့တွေနင်းလျှောက်ခဲ့တဲ့မြင်းခွာရာတွေကိုတွေ့နေရပါတယ်။အခုဆိုရင်တော့ဒီနေရာမှာလမ်းလျှောက်ယုံတင်မကပဲမြင်းစည်းကုံတဲ့အဖွဲ့တွေရဲ့ပုံမြင်တွေကိုစင်မြင့်ထက်မှာကားပြဖျော်ပြနေတာကိုလည်းကြည့်ရှုနိုင်တယ်လို့ကျွန်တော်တငယ်ချင်းကပြောပါတယ်။အရင်တုန်းကတောင်တန်းတွေပေါ်မှာဖြတ်တန်းခဲ့ကြတဲ့မြင်းစည်းကုံတွေရဲ့ဘဝတွေကိုအခုတော့ရေပေါ်မှာပြန်လည်ကားပြဖျော်ပြပေးနေကြပါတယ်ကျွန်တော်ရုတ်တရက်ခံစားမိတာကတော့မြင်းစည်းကုံတွေကအဝေးကိုထွက်ခွာမသွားကြသေးပဲသူတို့လျှောက်ခဲ့တဲ့လမ်းတွေနဲ့သူတို့ရဲ့သချင်းတန်တွေရှိနေသေးပဲဖြစ်ပါတယ်။တောင်စင်တောင်ငယ်တွေကိုဖျက်ကျော်ရင်းနဲ့အိမ်ကိုလွမ်းတဲ့စိတ်မိသားစုနဲ့ပြန်ဆုံခြင်းတဲ့မျှော်လင့်ချက်တွေကလည်းအခုထိရှိနေသေးပဲဖြစ်ပါတယ်။ကိုကျော်ဒီနေရာကတော့အရင်ကဒီလမ်းကြောင်းပေါ်မှာကုန်းတဲ့အဖို့တူကအနားယူဖို့အရင်ကရေးကြည့်တဲ့နေရာတစ်ခုပါဟုတ်ကဲ့အခုချိန်ဒီပဲလူတွေအများကြီးစီကားနေလို့မယ်နော်ဟုတ်တယ်အခုဒီနေရာကခရီးသွားနေရာတစ်ခုပြောလဲလာတဲ့ခရီးတွေကအများပြားဒီမှာလာပြီးတော့ကင်မရာရောဖုန်းတွေရောဒီလမ်းကြောင်းရဲ့ဇာတ်လမ်းကိုမျှဝေကြတယ်လေဒါဆိုတော့ပို့ပြီးတော့လူတွေစီကားတယ်ပြီးတော့အကုန်တိသွားတာပေါ့နော်အဲ့ဒါကြောင့်
ကောင်တစ်ခုလောက်မေးရအောင်လေ မေးပါ ဒီလမ်းကိုလက်ဖက်ချောက်ကုံသွေးလမ်းကြောင်းလို့ခေါ်တယ်ဆို ဟုတ်တယ် တော့တခြားကုန်ပစ္စည်းတွေရောကုန်မကူးကြလို့လား ဒါကအရန်ကောင်းတဲ့မေးခွန်းတစ်ခုပါ ဟုတ်ကဲ့ တိလားဒီဖော်မျိုးရဲ့အတိကအချက်ကလက်ဖက်6ပဲကိုကြော်ရဲ့ ဟောဟုတ်ကဲ့ဟုတ် အရင်ကဒီလမ်းကြောင်းမှာအတိကပူတဲ့လက်ဖက်6ကဂုံပြို့လက်ဖက်6လို့ခေါ်တယ် ဟုတ်ကဲ့ ကိုလည်းဒီဂုံပြို့လက်ဖက်6ကိုလုတ်ပုံလုတ်နေတယ်ကိုရှင်းနေသေးတယ်လေ ဟောဟုတ်ကဲ့ ဟုတ်ကဲ့ ကဲရှို့တော့ရှို့ပဲမဲ့ဒါကကျမတို့ရဲ့အမှတ်တရ ဟုတ်တယ်နော် ဂုံပြို့လက်ဖက်6 မှန်တယ်မှန်တယ် ပါသွေးရထားလဲ ဒီကလက်ဖက်6တွေကိုမြင်းစည်းကုန်တယ်တွေကစပြီးတော့အနှံ့ပို့ဆောင်ပေးကြရလေ ဩ ဒီတော့ကျွန်တော်ကမြင်းကုန်တယ်လက်ဖက်6လို့ရေးထားတာ 哦，ကျမတို့ဆိုတော့စကား ဟုတ်ကဲ့ တရုတ်မြန်မာချစ်ကြည်ရဲ့ဒီမြဲပါစေ ဟောကောင်းတယ်ကောင်းတယ် ကဲ ဟိုဒါနဲ့လေဒီလက်ဖက်6တွေကိုမြင်းစည်းကုန်တယ်တွေရောတောက်ကြလား မျိုးမျိုးတော့ရှိတယ်ဒါပေမဲ့ဒီလိုမျိုးကအတိကလက်ဆောင်အဖြစ် ဟုတ်ကဲ့ ဟာကုန်တော်ရဲ့အဖွဲ့တူတူကတောက်တဲ့ဟာလက်တည်တန်ရှိတယ် ဟောဟုတ်ကဲ့ဟုတ်တော့ကြည့်ကြအောင်လေ ရတယ်ရတယ်သွားကြည့်မယ် ဟုတ်ကဲ့ အခုကျွန်တော်တို့ကိုယ်တိုင်လေးလာကြည့်မယ်နော် ခံစားမယ် โอเค လက်ဖက်ရွက်ကိုအရင်ထည့်မယ်ရလောက်ပြီထင်တယ်ကဲလောမယ်အဲ့လိုလှုပ်ရမယ်နော်အောင်ဝင်နည်းနည်းထက်လာပြီ သူကအနံ့မွေးပြီးတော့အဝါရောင်ပြောင်းသွားရင်ရပြီနော် အော်ထူးဆန်းတယ်ကဲ ရပြီရင်နှွေးထည့်လို့ရပြီโอเค โอเคချက်ချင်းထည့်မယ်အိုး โอ้လက်ဖက်6ရဲ့အပူချိန်နဲ့ရင်နှွေးရဲ့အပူချိန်နော် ဟုတ်တယ် သူတို့ရတာရှိမှာပဲ ကဲဝါပူတယ် ကဲ ကဲ နော် ကျွန်မတို့နေရာကိုပါတာလို့တဲ့ ကဲကိုဘာသာစမ်းသက်ကြည့်တဲ့လက်ဖက်6 ကဲကိုပါတာတောင်းကြည့်လို့ရပြီ โอเคကဲအခုလိုမျိုးလက်ဖက်6ကိုလှော်ပြီးတော့တောက်ရတဲ့အရာသာတကယ်ကိုထူးကြရင်နော် ဟုတ်တယ်အရင်ကဟိုကုန်းတွေရဲ့အဖွဲတူတူတောက်တဲ့လက်ဖက်ရတော့ယူရှင်းတယ်ဒီလိုမျိုးမိဖို့တငုံလက်ရနှွေးချမ်းတကွဲဆိုဟွာမောပန်ပင်ပန်းမှုကိုအရန်ကိုတက်တန်နိုင်တယ်ဟုတ်တယ် ဟုတ်ကဲ့ ဟုတ်တယ်အပန်းဖြည့်ပြီ အခုလည်းကျွန်တော်တို့လည်းတနေ့ကိုရှောက်လေထားသမျှပြင်မဲ့သမျှအခုတော့ပန်းပြီးတော့ပါပြီ ဟုတ်တယ် ကဲဆက်ပြီးတောက်လိုက်ကြစို့အခုလိုမျိုးဖူဝယ်မျိုးကလက်ဖက်ချောင်းနဲ့ရင်းစည်းကုန်တယ်တွေရဲ့ဘဝကိုလေးလာခွင့်ရခဲ့တာကကျွန်တော်အတွက်မမိနိုင်စရာအမှတ်တရတစ်ခုပဲ ဟုတ်တယ် ဒီလမ်းကိုအဆုံးထိရှောက်ကြည့်ပြီးရဲ့နောက်မှာကျွန်တော်အချက်တစ်ချက်ကိုနားလည်သွားခဲ့ပါတယ်အဖိုးတစ်သက်လုံးမှတ်မိနေတာကတော့မြင်းခွာရွာတွေဘလောက်နှက်ခဲ့တယ်ဆိုတာမဟုတ်သလိုလက်ဖက်ချောက်ပြားတွေဘလောက်ဈေးကြီးတယ်ဆိုတာလည်းမဟုတ်ပါဘူးသူတစ်သက်လုံးဆွဲလန်းခဲ့တာကတော့လက်ဖက်နဲ့မြင်းစည်းကုန်တယ်တွေကတဆင့်မြန်မာနိုင်ငံစီရောက်လာပြီးတော့နောက်ဆုံးမှာသူ့လက်ထဲစုပ်ကင်ထားရတဲ့ရွေးထွေးတဲ့လက်ဖက်ရည်ကွဲရဲ့ရတာပဲဖြစ်ပါလိမ့်မယ်အခုချိန်မှာတော့ဒီလမ်းမကြီးပေါ်မှာမြင်းစည်းကုန်တယ်တွေမရှိတော့ပေမဲ့သူတို့အရင်ကရှောက်ခဲတဲ့လမ်းကိုကျွန်တော်ကိုယ်တိုင်ရှောက်ကြည့်ခဲ့ပါတယ်တိမ်ပေါ်ရေကန်မှာသူတို့ရဲ့တချင်းတန်တွေကိုကြားသိခဲ့ရပါတယ်နောက်ခါလီမှာသူတို့အနားယူခဲ့တဲ့နေရာတွေကိုတွေ့မြင်ခဲ့ရပါတယ်
ပြီးတော့မီးဖိုဘေးမှာသူတို့တောက်ခဲ့တဲ့အရသာတူလက်ဖက်ရည်ခွက်ကိုလည်းတောက်ကြည့်ခဲ့ရပါတယ်လက်ဖက်ရည်ရဲ့အရသာကတော့ပြောင်းလဲမသွားပဲအရင်တိုင်းရှိနေသေးပဲဖြစ်ပါတယ်ခင်ဗျာ